ကျေနပ်စရာလေးတွေရှာတွေးလိုက်ပါလက်ပတ်နာရီလက်စွပ်လက်ကောက်မဝင်နိုင်လို့စိတ်တော့ကဖြစ်မနေပါနဲ့လက်မပါတဲ့သူတွေတဲ့စာရင်ကိုဘဝကတော်သေးတာပေါ့ဖဏအကောင်းစားမစိမ့်နိုင်လို့ဆိုပြီးတော့မကြင်မနဲ့ဖြစ်မနေပါနဲ့ခြေထောက်ပြက်နေတဲ့သူငွေတွေကခြေထောက်မပါတဲ့သူတွေတဲ့စာရင်မစိုးပေးဘူးပေါ့ကိုချေရတဲ့သူကကိုကိုဂယူးမဆိုင်လို့ဆိုပြီးတော့လေတအားကြီးခံစားမနေပါနဲ့သားသမီးအရင်ကြီးတွေကတော့ပြစ်ထားခံရတဲ့မိဘဦးတွေရဲ့ဘဝထက်ဆိုင်ရင်တော်သေးတာပေါ့ကိုဘဝကိုတိတ်ဆိတ်ကုန်နေတဲ့အခါကိုအောက်ချီကသူတွေရဲ့ဘဝကိုပြန်ကြည့်လိုက်ပါကိုတဲ့ဆိုတဲ့ဘဝတွေအများကြီးရှိနေတယ်လေငါတဲဟုတ်ပါလားဆိုပြီးကိုမှန်ဝင်လာတဲ့အခါမှန်တက်လာတဲ့အခါကိုအထက်ကိုပြန်မော့ကြည့်လိုက်ပါကိုတဲ့သားတဲ့သူတွေအများကြီးရှိသေးတယ်လေသူ့ဘဝနဲ့သူကိုဘဝနဲ့ကိုပါပဲဘာလို့အငိုတွဲနေမှလဲပေါ့မျက်ရည်ကြယုံနဲ့အခက်တွေကကြကုန်မှမဟုတ်တာကိုကံတွေကကိုဟန်တွေဖြစ်နေတာဆိုတော့ကံကိုတော့ရှော့မတွက်နဲ့ပေါ့လူချင်းတူပေမဲ့ကံအကျိုးပေးကမတူကြဘူးလေဘယ်သူကမှဖန်ဆင်းပေးတာမဟုတ်ဘူးကိုလူရက်ကကိုဘဝကိုဖန်တီးပေးတာဖြစ်တယ်ကိုလောက်ကကိုအထုပ်ပါပဲရှိနေလို့လည်းမကြွနဲ့မရှိလို့လည်းမခါနဲ့ဘဝရဲ့အခြေအနေဆိုတာဓမ္မနဲ့ဖြေနေနိုင်မှတော့ကကြမှာပေါ့သူ့ဘဝကိုအားကြလို့ရပြီမဲ့ကိုဘဝကိုတော့အမလို့အမရဖြစ်မနေပါနဲ့ပေါ့ကံဆိုတာပြန်လို့မှမရတာပြင်ပြီးယူရမှာပေါ့အကောင်းတွေလိုချင်ရင်အကောင်းတွေများများလုပ်ပေါ့အကောင်းတွေများများလုပ်ပြီးအကောင်းတွေနဲ့ဘဝကိုပြင်ယူပေါ့မကောင်းတာတွေမလိုချင်ဘူးဆိုရင်မကောင်းတွေလည်းမလုပ်မိချင်နဲ့ပေါ့မကောင်းမှုရဲ့တက်ရောက်မှုကအခွင့်အရေးအကျိုးပေးမှာဖြစ်တယ်လို့ကောင်းတဲ့လုပ်ရဲ့တက်ရောက်မှုကလည်းအခွင့်အရေးအကျိုးပေးမှာဖြစ်တဲ့အတွက်ဘယ်လိုပဲဖြစ်ဖြစ်ကိုဘဝလေးကိုအလုပ်လေးနဲ့ကိုကံလေးနဲ့ကိုထုဆင်နိုင်အောင်ကြိုးစားရတာပေါ့ကျင့်တတ်အောင်ရှာပြီးတွေးတတ်တဲ့အလေးကျင့်လေးနဲ့နေတတ်ရင်ဘဝကကျင့်တတ်ဆရာပါပဲမကျင့်တတ်ဆရာတွေအများကြီးလိုက်ရှာတွေးနေရင်တော့မကျင့်တတ်တာတွေပဲဖြစ်မှာပေါ့ကိုယ်စိတ်အတွေးနဲ့ကိုမကျင့်တတ်တာတွေအများကြီးကိုဘဝကိုမကျင့်တတ်အောင်လုပ်ထားလဲကိုတွေးရဲ့ကိုအမြင်ရဲ့ကိုခံစားချက်ရဲ့ဒါတွေကပဲကိုဘဝကိုမကျေမနပ်ဖြစ်စေတာဖြစ်တဲ့အတွက်ကြောင့်ကျေနပ်စရာလေးတွေရှာပြီးတော့တွေးတတ်တဲ့အလေးကျင့်လေးနဲ့ကျေနပ်အောင်နေတတ်တဲ့အလေးကျင့်ကြိုးစားတည်ဆောက်ဖို့ပဲလိုတာပေါ့